ဒီနီလန်ကတက်ကန်အန်တော့ဖွယ်ပါပဲတကယ်ပြောရင်ငါအသုံးပြုဖို့တဲ့အတီးအနက်ပြိုကွာရင်နီလန်ဒီချိန်မှာအားရဆုံးနီလန်တစ်ခုပါပဲဒီနေ့မှာတော့ငါတို့တရက်တီးပဲနဲ့လုတ်ပြမှာပဲမယ်ဒီနီလန်ကမီဒီအတီးအနက်ပင်တော့မဟုတ်မီဒီတက်တိုင်းတစ်ခုကမဆိုပြောကွာချင်းလဲတပွန်းတတနဲ့တူတူအသုံးပြုနိုင်ပါတယ်ဒီနီလန်ကိုမက်ဂနိုနီလန်လို့ခေါ်ပြီးအလာကလည်းအကြောင်းမှမခေါ်ပါဘူးဒီနီလန်ကိုအဲ့ဒီလိုခေါ်တာကမက်ဂဒိုနီးယားဟောင်းမှာစိုက်ပျိုးသူတွေကမြက်တဲနဲ့ဖြစ်ထားတဲ့ကြံတုံးလေးတွေကိုအသုံးပြုပြီးငါခုပြတာပြမယ်နီးနဲ့စင်တူတဲ့ပုံစံနဲ့အပင်ပြိုးစိတ်တွေကိုပြောပွားကြတာကြောင့်ပါအခြားချက်ကတော့ဒီနေ့မှာတော့လူတိုင်းအိမ်မှာလွယ်ကူအသုံးပြုနိုင်အောင်ခေတ်သစ်ဖြစ်စီတင်တာလွတ်ပြမှာပါဒီနီလန်ကတော်တော်လေးတန့်ရှင်းပြီးဖြစ်ရမှုလည်းမြင်ပါတယ်အခုတော့အစင်စင်တင်ပြီးပြပါမယ်ဒါကြောင့် group site ကြီးပါနော်စက်တင်တော့မှာလားအခုကမေကုန်းရှိညမတ်ချက်မှာမေးလို့ရပါတယ်ရေးပွားအဖြစ်ရိုးရအပြင်ပြိုးစိတ်နီးနဲ့လုတ်တဲ့အခါရိုးပြိုးစိတ်ပဲဖြစ်အမြင့်ချနီးမဲ့ဖြစ်သို့မဟုတ်အခြားရိုးရနီးလန်းတစ်ခုဖြစ်နောက်ဆုံးမှာတော့အပြင်တပြန်ပဲရပါတယ်ဒါပေမဲ့ဒီနီးနဲ့ဆိုရင်တခွင်တဲကနေအပြင်အများအပြားထုတ်နိုင်ပါတယ်ပိုပြီးပိုက်ဆံမကုန်ပဲပိုပြီးတခွင်မဖြတ်ရပဲအစင်မပြေတာမျိုးလည်းမရှိဘူးတခွင်တဲကနေအပိုင်ရချအများအပြားထုတ်နိုင်ပြီးအပိုင်တစ်ခုချင်းစီကအပွင့်တီးပင်လွတ်လပ်စွာဖြစ်လာနိုင်ပါတယ်ရိုးစိတ်ပြင်မလို့ခင်ပထမဆုံးတိုင်ပြင်မယ်ဒီတစ်ခါမှာတော့ဥယျာဉ်မှာရှိတဲ့ရေချောင်းပိုက်ကိုသုံးပါမှာအခြားပစ္စည်းမျိုးလည်းသုံးနိုင်ပါတယ်ပိုလီအီတီလင်ပိုက်တံပါဒါတွေအကုန်လုံးသုံးလို့ရပေမဲ့ဒီပစ္စည်းကတကယ်ကောင်းပါတယ်အလွယ်တကူကွဲနိုင်လို့လို့ရလာလဲပို့လွယ်ပါတယ်ဒီမှာကျွန်တော်လှုပ်ချီတာကတော့ချောင်းလိုက်ကိုစားထိုးဖို့ပါအကျန်းကချောင်းလိုက်မရှိတဲ့လူတွေလည်းရှိနိုင်လို့ပါဒါပေမဲ့ရေချောင်းပိုက်တာတော့လူတိုင်းမှာရှိနေပါတယ်မိသည့်ဆိုင်မဆိုသွားဝယ်နိုင်တယ်လို့မိနိအိမ်မှာဥယျာဉ်မှာဒါမှမဟုတ်လဲခွဲမှာတော့တစိတ်တပိုင်းရှိနေနိုင်ပါတယ်ဒါကြောင့်ပဲလူတိုင်းဒီနီလမ်ကိုလိုက်နိုင်အောင်ခစ်တစ်ပစ္စည်းတွေကိုတုံးတာပါရေချောင်းပိုက်ရထူထမကမတူလဲအရေးမကြီးပါမို့တော့လမ်းမလေးပုံတပုံမိမိမှာရှိတာကိုတုံးနိုင်ပါတယ်ဒီနေ့တော့စန်နီမီတာနဲ့စီလောက်ရှိတဲ့တော်အသေးစားပိုင်းနဲ့လွတ်ပြပါမယ်ပထမဆုံးတစ်ဖက်ကိုတိတ်ကတော့ဟုတ်ကတိတ်နဲ့တလဲကျင်းကပ်ပြီးကောင်းပိတ်ပြရပါမယ်အခုတော့အတွင်းမှာဘူးဝတ်တစိတ်တစ်ပိုင်းကိုထည့်ပေးပါမယ်အဲ့ဒီဖြိုးကတိတ်ကတ်ထားတဲ့အစုံမှာကတ်နဲ့တင်းရှိနေဖို့လိုပါတယ်အသားတော့မဟုတ်ခဲတာနဲ့တွန်းထည့်နိုင်ပါတယ်ဒါကိုရှင်းလင်းရှင်းပြနိုင်ပါတယ်ကျွန်တော်တို့ရေစီချောင်းလိုရပြီမဲ့တဲလည်းမထပ်တော့အောင်လိုပါတယ်တဲထဲမှာခါမတိုင်ခင်ရေစီချောင်းတိုင်ရင်လိုရပါမယ်အောက်ကရကမှာဘူးဝတ်ရှိကအလဲမှာတပေါက်လောက်ဖောက်ပြရပါမယ်အခုတော့တဲထဲနိုင်ပါပြီညက်တဲစီလီကာတဲဆေးချိုးပြီးတဲ့မျိုးတုံးနိုင်ပါတယ်တဲမီဒီမျိုးစားမဆိုတုံးနိုင်ပေမဲ့ဘက်တီးရီးယားတော့မဟုတ်ဖုန်တော့မထအောင်ဆေးချိုးပြီးတဲ့ကပိုးတင်တော့ပါတယ်တန်ကိုဖြစ်ပေမဲ့အပေါ်တီမဖြစ်ပါညအပေါ်ပိုင်းမှာနည်းနည်းလောက်နေရလွတ်ထားပါအခုတော့ရေကျင်းဟိုရေခင်းစင်နေရေတလီတာနဲ့ဆေးပတ်တုံရေတတစုံလာထဲပါဒါကကျွန်တော်တို့ဆေးပုံထဲမှာရှိတဲ့အမျိုးစားပဲဒါကိုရေတန့်စင်ဖိုနဲ့နောက်ပိုင်းမိုးပြောတနာတွေမှာဖြစ်အောင်လုပ်တာပါတိုင်းကိုဖြစ်ချင်းရေချပြီးတဲကရေစိမ်အောင်ချိန်ပေးပါအောက်ခြေမှာရေတဆက်ဖလာတာမင်းရပ်လိုက်ပါလိုအပ်ရင်အဖျားကိုတန်တော့ပြီးအခုတော့အပေါ်မှာဒုတိယအဖုံကိုပြုလုပ်ပါမယ်ဒါနဲ့တဲဆိုဖြစ်ထားတဲ့တုတ်တချန်ကိုတကယ်လိုက်လန်တယ်လို့အတူလောက်ပြီးအတင်ဖြစ်သွားပါပြီအခုတော့တိုင်အပေါ်ပိုင်းကိုတဖျားကနေတဖျားထိရှည်လိုက်လျှောက်ဖြတ်ပါမယ်တိုင်ကိုမခွဲပါဘူး print ပြီးတာပဲဒါကအမြတ်ထွက်စိုက်ပင်ကိုထည့်နိုင်ဖို့ပါအခုတော့အမြတ်ထွက်စိုက်ပင်စီကိုတွားကြမယ်ဒီတစ်ခါမှာတော့တရက်ပင်ဖြစ်ပေမဲ့ပြောပြစင်တာကမိသည့်အတိပင်သက်ပင်မျိုးမဆိုတော့မဟုတ်တတတုတ်မျိုးမဆိုအသုံးပြုနိုင်တဲ့အမြတ်ထွက်စိုက်ပင်ကိုတန်ရှင်းအောင်လက်ရွက်ချဲပြီးအရက်တဲ့ရှိရင်ဖြုတ်ပစ်ပါတန်ရှင်းထားပါအမြတ်ထွက်စိုက်ပင်ကတိုင်အရှင်နဲ့ကိုင်ညီအောင်ရှည်ရမယ်အခုတော့တခြားလိုက်ထပ်တဲ့မှုကိုအနံ့3မီလီမီတာအနီ9မီလီမီတာလောက်ထပ်ပါမယ်အဲ့လိုဖြတ်ထားတဲ့နေတာမှာဒေတာထူအပေါ်ကအောက်ခွန်ကိုဖြုတ်ပြီးကမ်ဘီယံကိုလည်းချွတ်ထုတ်ပြီးဒေတာတန်းအောင်ထားပါမယ်ဒါကရေးကြီးပါတယ်အဲ့ဒီနေရာကနေအမြင့်တွေထွက်လာမှာမဟုတ်ပါတန်တန်စင်ဖြစ်ပြီးအယ်လိုဗေရာကိုအနားနဲ့ဖားထားတဲ့နေရာတိုင်းပေါ်လင်းပေးပါမယ်အလိုကရေရဖိပေးတယ်ပိုးတက်ပေးတယ်တဘာဝအပင်ကြီးထွားမှုဟော်မုန်းတွေပါဝင်တယ်ပြီးရင်အဲ့ဒီနေရာကိုမုံဖုံးမှုနဲ့တူအောင်တကြားမုံတော့တကြားမုံတင်မဟုတ်ဘူးဒီ channel မှာနာမည်ကြီးတဲ့တကြားမုံကိုလည်းအတုံးပြပါတယ်မိုဒယ်ပတီးရီးယားတွေမှာဖြစ်အောင်ပါဒါနဲ့အမြတ်ထွက်ဆိုင်ပင်ကပြင်ဆင်ပြီးသွားပါပြီအခုတော့အမြတ်ထွက်ဆိုင်ပင်ကိုအမြတ်ထွက်ဆိုင်ပြောဆက်ထဲပါမယ်ပြတ်ထားတဲ့နေရာတစ်လျှောက်လုံးဟာဆိုးစော့တက်တဲ့နဲ့တိုက်ရိုက်ထီးတွေနေဟိုလိုပါတယ်တန်ကိုပိတ်ပြီးအမြတ်ထွက်ဆိုင်ပင်ကိုတင်းချုပ်ထားပါမယ်လုံးမသွားအောင်တစိတ်ကြိုးတော့မဟုတ်မိမိမှရှိတဲ့ຢာတစ်ခုနဲ့ချီပေးပါအမြတ်ထွက်ဆိုင်ပင်နဲ့ပဲကြမှာတိုက်ရိုက်ကြည့်ထွေမှုရှိတာအရေးကြီးပါတယ်အခုတော့တဘာဝမိုးကောက်ွယ်ဆေးလေးတစ်ခုလွယ်ကိုပြင်ဆင်ကြမယ်ရေတလီကြယူသည့်တကြားမုံအနေငယ်ထဲပါမယ်ကောင်းလှုပ်ပြီး
အကျွင်းနဲ့ကြံမချက်အောင်ပါပါလေးတိုးပွားနဲ့စစ်ထုတ်ပါမယ်ဒါကိုဖြန်းဆက်ထဲပြီးအမြတ်ထွက်စိုက်ပင်တလုံးတိုင်ရပေါ်ပိုင်းနဲ့ထိရှားနေတဲ့နေရာတိုင်းကိုဖြန်းပေးပါမယ်ဒီအဆင့်ကအရေးကြီးပါတယ်အရန်ဆိုဆိုတဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်တဲ့အခါမှုမပေါ်လာအောင်ကားကွယ်နိုင်ပြီးအောင်မြင်နိုင်ခြေကိုလည်းတော်တော်များများတိုးစေပါတယ်အခုတော့ဒီ site ပင်ကိုတောက်ပတ်ထဲသို့မဟုတ်တစင်းမီနာတဲ့အိတ်တိတ်ထဲသို့မဟုတ်တာပါတဲ့ထဲပါမယ်နှစ်ခုလုံးတုံးလို့ရပါတယ်ဒီမှာတော့နားလည်တဲ့အရေးကြီးတဲ့အပိုင်းတစ်ခုရောက်လာပါပြီဒါကိုစိတ်ကြိုက်လို့တာမဟုတ်ပါဘူးအမြင့်ထက် site ပင်ကလိုအပ်တဲ့ပတ်ဝန်းကျင်ဆိုထိုင်းစာကိုမညာရင်အရမ်းမြက်လက်ရေခမ်းသွားပါတယ်နဲ့နိုင်ငံတွေမှာပဲအတူမဝင်တော့ဦးဒါကြောင့်အိတ်ဖြစ်တာပါဖြစ်အပေအိတ်လေထုအကျိုးတရားမှုကိုဖန်တီးပြရတာမဖြစ်မနဲ့လိုအပ်ပါတယ်ဒီမှာပဲလူအများစုမအောင်မြင်တဲ့ပထမဆုံးအချက်ဖြစ်ပါတယ်သူတို့ကအပေအိတ်မသုံးမဲ့လုပ်ကြည့်ကြပြီးအမြင့်ထွက် site ပင်ကရေခမ်းသွားပါတယ်လူတွေမအောင်မြင်တဲ့ဒုတိယချက်ကတဘာဝကာကွယ်စိတ်မသုံးတာပါကျွန်တော်တို့တခွင်ကိုအရန်ဆိုဆက်တဲ့ပတ်ဝန်းကျင်မှာထားနေတာမို့မိုးကာကွယ်စိတ်မတုံရင်မိုးပေါ်နိုင်ခြေတော်တော်များလာပါတယ်ဒါကြောင့်ဒီအစင်းတစ်ခုကမလို့မဖြစ်အလို့ပတ်ပါတယ်နီလန်အောင်မြင်စီချင်ရင်ပါအားလုံးကိုပိတ်ပြီးတော့အမြင့်ထွက် site ပင်ကိုတိုက်ရဲ့နေမထီးတဲ့အလင်းအောင်ရှိတဲ့နေရာကိုပြောင်းထားပါတိုက်ရဲ့နေစမထားပါနဲ့မိုးလို့အေခန်းသွားနိုင်ပါတယ်ဟပ်ပီငါအချံဖျောက်ရရင်ဒီနီလန်ကိုလက်ရော့ချေမှာလို့တာပိုကောက်ပါပဲလက်ရအပြည့်ကြုံရှိတဲ့လူအများစုကလည်းသိကြပါတယ်လက်ရော့ချိန်မှာတိပင်ရေအောက်သွားလို့အမြင့်ထွက်တာပိုအောင်မြင်စေတယ်လို့အမြင့်တွေကပိုထူပြီးပိုအားကြီးပြီးအရေအသွေးကလည်းပိုကောင်းပါတယ်ဟိမ့်သိမ့်မှုကလည်းအရန်လွယ်ပါလေ3ရက်လောက်4ရက်လောက်တိုင်းအိတ်ကမဟုတ်တာပါလို့ဖွင့်ပြီးတကြားရမျိုးဖြစ်တဲ့တကြားမွန်တဘာဝပိုးသက်စင်နဲ့ဖြန်ပေးရပါတယ်တိုင်းကိုပြန်ရေးကြရမလို့လက်တော့ကိုလက်က၆တွေ့သွားတာလည်းရှားပါတယ်ဟုတ်တယ်မလားထပ်ပြီးဖြန်ပေးတာလဲစိုးထိုင်းစာလဲတီတီကြကြထိန်ထားနိုင်ပါတယ်ပြန်ပက်ပြီးအေးစစ်စစ်ထားလိုက်ရုံမမင်းနောက်ဆုံးတော့ရက်လက်ကိုရရှိကြပါပြီ6ပတ်မှစူပါအကြမှာအမြင့်တွေကိုမြင်တွေ့လာပါလိမ့်မယ်အဖြူရောင်တန်ရှင်းပြီးအားကြီးတဲ့အမြင့်တွေကအလုတ်လုတ်ထားတဲ့နေရာတစ်လျှောက်လုံးမှာတွေ့ရပါလိမ့်မယ်အဲ့ဒီအချိန်မှာတော့မျိုးစစ်အပိုင်းကိုမျိုးစစ်အပင်ပေါ်မှာရှိတဲ့မျိုးစစ်အဖင်တွေကိုထိမ့်သိမ်းထားပြီးခွဲနိုင်ပါပြီအမြင့်ပါတဲ့အပိုင်းတိုင်းကအသက်ထထွက်လာတဲ့တရက်ပင်တပင်ဖြစ်လာနိုင်ပါတယ်ဒါကိုလည်းမီတီအတိရနဲ့မျိုးနဲ့မဆိုလုံနိုင်ပါတယ်ဒီအခါမှာတော့မျိုးစစ်အပိုင်းကအမြင့်အပြည့်အဝထုတ်ပြီးသားဖြစ်လာတဲ့အခါမှာအခုလောက်ရမှာကခွဲထုတ်တာပါဥပမာဒီမှာတော့3ပိုင်းခွဲမယ်တပိုင်းချင်းစီမှာအပေါ်ပိုင်းဟာအပင်အပေါ်မှာကျနေပြီးမျိုးစစ်အဖုနဲ့ကထင်ရှားနေအောင်တေချာစင်မယ်အခုတော့မျိုးစစ်အပိုင်းနဲ့ US နဲ့ကိုက်ညီတဲ့အိုးတလောင်းကိုအသုံးပြုပြီးလေးဝင်းလေးဆွဲကောင်းပြီးရင်းနဲ့ကင်းဖြစ်စေတဲ့တဘာဝအာဟာရဓာတ်မြောက်စွာပါဝင်တဲ့မြစ်စီလွှာကိုသုံးပါမယ်။တပိုင်းချင်းစီကိုအလဲအထိမြေထဲဆိုမြုပ်ခါပါမယ်။အဲ့ဒီအချိန်မှာမျိုးစစ်အဖို့တွေမမြင်ရဘူးဆိုရင်တောင်ဘာမှမထစ်တာဘူး။အများကြီးအရင်ဆုံးအမြင့်တွေထပ်ပြီးနောက်ပိုင်းမှာမျိုးစစ်အဖို့တွေကစက်တင်ပေါက်လာတတ်ပါတယ်။အချိန်တူတောင်းအထက်မှာပဲတခွင်ထဲကနေအသစ်ထမှန်ရရှိတဲ့အသီးပင်အသစ်အများအပြားကိုမက်ဂနိုနီလန်နဲ့အခက်မဲ့ရရှိနိုင်ပါတယ်။ဒီနီလန်အန်တော်ဝဲကောင်းတဲ့ကြည်ပါမယ်အရန်ထီရောက်ပြီးတည်ငြိမ်တဲ့နီလန်တစ်ခုခိပြီးမင်းမြန်ခဲ့တယ်လို့မဲလို့ချင်တဲ့အတီးပင်တို့မဟုတ်တက်သားပင်မျိုးစုံကိုမျိုးဝါဖို့အလွန်တင်တော်ပါတယ်ဒီနီလန်ကမဲသားအတုံးဝင်ခိုင်းရင်ဗီဒီယိုကိုလိုက်တစ်ချက်ပေးလိုက်ရင်အရန်ကျေးဇူးတင်ပါမယ်ဒါကလည်းလူများတည်းအောင်အရန်အထောက်ကိုဖြစ်ပါတယ်အပင်တွေဥယျာဉ်လောက်တာတွေဒါမှမဟုတ်မျိုးပွားချင်းကိုစိုက်တဲ့လူတယောက်ကိုလည်းမင်းသိရင်ဒီဗီဒီယိုကိုမျှဝေပါသူ့တဲ့အတုံးဝင်မှာတိစားပါတယ်မင်းပဲအပင်တော့မဟုတ်အတီးပင်နဲ့စမ်းကြည့်မှလဲမင်းဘယ်နေရာကကြည့်နေတာလဲဆိုတာကိုမှတ်ချက်မှကြော်ပြပါဒါရလည်းအခြားလူတွေဒီဗီဒီယိုကိုရှာဖွေတွေ့နိုင်ဖို့အထောက်အကူဖြစ်ပါတယ်ဒီလိုရိုးရှင်းပြီးထိရောက်တဲ့နီလန်းတွေကိုဆက်လက်လေ့လာခြင်းရင် channel ကို subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုအသစ်တွေမလွတ်အောင်နာရီလေးကိုလည်းဖွင့်ထားလိုက်ပါအရင်ကြီးချစ်စရာလေးနဲ့နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်